အားလုံးပဲမင်္ဂလာပါရှင်တဲချန်နယ်မှာကြိုဆိုလိုက်ပါတယ်ဒီနေ့ဖပြပေးမယ့်ဝတ္ထုတိုလေးကတော့ဆီယမမိုးမိုးရင်းလျာရေးသားထားတဲ့အမိစာဆိုတဲ့ဝတ္ထုတိုလေးဖြစ်ပါတယ်ရှင်အမိစာဧတနာကျော်တယောက်ခန်းထဲကိုခုံပုတ်ပြီးဝင်လာကြတဲ့ကလေးခင်တိလိုက်သည်သူ့အိမ်မှာစားလာဒီပဲဖြစ်ရမည်မိုးလုံးလေလုံးတမကြောပါတီစကားတွေကိုကြားရအောင်မည်မို့မတီဟန်ပြူကစောင်းကိုခေါင်းမိချုံပြီးအိတ်နေလိုက်ချင်တော့လဲမကောင်းတတ်လွင်၍စပွဲမှာဟန်မပြတ်ထိုင်နေလိုက်ရ၏ထိုတိုင်အောင်နောက်ကိုလည်းမကြည့်ပဲစားထဲမှအလွန်စိတ်ဝင်စားနေဟန်ဖြင့်ခေါင်းကိုစိုက်ထားလိုက်သည်ပြီးတော့မှတင်ချစာအုပ်ဖြစ်နေသည်ကိုတတိယကခဲတံဖြင့်ဟိုချစ်ဒီချစ်လောက်ရပြန်၏ထိုတိုင်အောင်ဤတနာကျော်တန်ကနားထဲထိုးတွန်းဝင်လာသည်နှစ်ယောက်တည်းရှိသည်ဆိုတော့သူ့စကားကိုစိတ်ဝင်စားတော့လဲအတိမတ်ပြုဟန်ပြရ၏တိတ်ပြောတော့ပြီမလီတိတ်ပြောတော့ပြီအင်းကစားလာတယ်ပေါ့လေဒါပေါ့ဧတနာကျော်ရီခရင်မော်ပြစ်လဲကစာအိတ်ကိုဖောက်မဖက်မီရုပ်ရှင်တွေကလိုရင်ခွင်မှာအက်ကဝမ်းတာဟန်လုံးနေလိုက်တဲ့သည်လေခင်ဒီအမေရှိကစာမလာတာကြပြီကိုတတိယကမမကြီးတို့မအားလို့နေမှာပဲဟုတွေးလိုက်မိ၏ဧတနာကျော်ရီစာအိတ်တစ်ဖက်ထိပ်မှစာဖောက်ထမ်းမှမတိနိုင်တော့အောင်ပလိတ်ဓာလေးဖြင့်လှီးပြီးဖွင့်သည်ပြီးတော့တူပြမြဲထုံးစံအတိုင်းစာကိုမိအောင်ကြံကောင်းကောင်းမမြင်ရတီပုံဖြင့်လေးခင်ဘက်တော်လဲကဖြန့်ဖက်သည်အင်္ဂလိပ်စလုံးများနှင့်မြန်မာစလုံးများရောနေတော့စာကိုလေးခင်မမြင်ခြင်းပဲမြင်ရပြန်သည်ရေတနာကျော်ပြဖက်၍သူတို့အိမ်မှရေတော့စာတွေကိုလေးခင်မကြမကြဖတ်ရသည်မဖတ်ခြင်း၍လည်းမရမမီကဒီလိုရေးလိုက်တာမလေးရဲဟုအစချီကရေတနာကျော်ကသူ့အမေစာကိုအဆအဆုံးဖတ်ပြသည်သူ့အမေဒီငယ်စဉ်ကပင်တာရဏပြုကျောင်းမှနေခဲ့သူဖြစ်၍အင်္ဂလိပ်စာတော်ကြောင်းအိမ်မှာသူတို့ကိုစကားပြောလျင်အင်္ဂလိပ်လိုပင်ပြောကြောင်းကိုလည်းလေးခင်နားထောင်ရပဲများ၍ရိုးနေပေပြီယခုလည်းဣတနာကျော်ဒီစာကိုလေးခင်မမြင်အောင်ရှေ့တိုးကဖတ်သည်လေးခင်ဒီဣတနာကျော်၏အတန်ထွက်စာဖတ်တံကိုမကြားတစ်ချက်ကြားတစ်ချက်ဖြစ်နေတော့လဲကြားဟန်ပြူဟာနားထောင်နေရသည်မမီကတော့လေတိတ်ကိုစိတ်ပူတတ်တာပဲအရင်တစ်ပတ်ကတဏ္ဍာစာပြန်တာတရက်လေးနောက်ကြတာနဲ့စိတ်ပူလို့တဲ့လေဣတနာကျော်ဒီစာရွက်ခောက်လေးကိုစာအိတ်ထဲသို့တယူတတေပြန်နှိမ့်ရင်ပြောနေပြန်လေသည်လေးခင်ဒီစပွဲပေါ်ရှိစာအုပ်ကိုပြန်၍မျက်နှာမူလိုက်ရတော့လဲစိတ်ထဲကတော့ရွာမှရှိတော့အမိကိုမြင်အောင်နေလေသည်အမလီတနက်ခါတုံးတွေပြန်ထုတ်ထားခဲ့တယ်ဒီလိုတနက်ခါတုံးစစ်စစ်ကောင်းကောင်းရန်ကုန်မှာပဲရမလဲလေးခင်ရဲ့ရအောင်တော့ဈေးချိမှာပေါ့မိကတ်တွေဘာတွေလဲမလိမ္မာနဲ့လီတို့တားနဲ့မလိုက်ပါဘူးငါကလည်းတနစ်စာလောက်အောင်ထည့်ပေးထားတာအေးရဲ့လင်းလွန်းလို့ပါအမီရဲ့အိုအေဒီကဆန်ရွှေတို့ကနဲ့တင်ပေးလိုက်မယ့်ဟာကိုရွတ်တွားရမှမတ်လို့အမိတရက်တီးတွေကလည်းရှိသေးတယ်စားရတာပေါ့လိခင်ရဲ့ဟိုရောက်ရင်တငယ်ချင်းတွေလည်းလက်ဆောင်ပေးရရောက်ချင်းအဆောင်မှာထမင်းမရခင်မပြီးကျော်လေးနဲ့ရောမမြင်ရပါလားလိခင်ဒီတက်ပြင်းကိုခိုး၍ရှိုက်လိုက်မိတက်ကိုအဆောင်တို့ပြန်တွားမိသမီးအတွက်အမေထည့်ပေးသည့်ပစ္စည်းတွေကစုံလင်လာသည်နှင့်အမျှဝန်စီစလဲကလည်းများလာသည်ကားကြုံနဲ့တင်ပေးလိုက်မည်ဆိုတော့လဲလမ်းစုံမှဒဇင်ဆောင်ထိတဲတွားရမည်ကိစ္စမှာလွယ်ကူသည်မဟုတ်ချေပြီးတော့တီရှူတစ်တာတွေချင်းတွေတဲ့တူတူတိတ်တဲ့ထည့်တွားရသည့်ပစ္စည်းတွေဆိုသိရေးမကြည့်ကြံစည်းလိုထဲမရတူမရလူမြင်ခံပြီးတဲရမည့်အရာတွေကိုတော့လေးခင်ကလုံးဝထပ်ပြစ်ခဲ့ရန်ဆုံးဖြတ်ရသည်လေးခင်တို့အင်ဂျီ40ရွာမှာအတိအနံပေါ်၍တရက်တီစိမ့်စားဦးဂျံပြောင်ပူစရီတို့မှာရာဒီအလိုက်ပေါ်မြဲဖြစ်အမေကလည်းသူ့ခြံထွက်ရာထွက်တွေကိုတမီလတက်ကရိုကျောင်းလူကြီးစားစီကျင်လွန်း၍တခုတ်တရာလူကြုံပါတတ်ပါ၏အမေကိုမတိရန်ခေါ်ဟုအပြစ်မဆိုထိုက်တော့လဲတဲလာရသည့်လူကြုံတွေကိုလေးခင်များစွာအားနာရ၏ယခုလည်းအမေကလေးခင်ကိုရတတ်သမျှအတီးအနှံတွေစုံအောင်ထည့်ပေးနေပြန်သည်အမေကိုမြူကျင်ဘူးဟုပြောရန်စိတ်ကူးတော့လဲလေးခင်တဲမတွားခြင်းမှအမေကရိပ်မိဟန်ဖြင့်မျက်နှာမကောင်းတာမြင်ရတော့အလုံးတင်းကျုံတဲတွားရန်ဆုံးဖြတ်ရပြန်သည်လေးခင်စာမှန်မှန်ရေးနော်ကျမရေးလဲကြီးစိုက်တိလားအပြင်ကြီးပဲထွက်လဲမနေပါနဲ့ငွေကိုကိုစံပါတို့ရန်ကုန်သွားတိုင်းထည့်ပေးလိုက်မယ်ဆေးလဲမှန်မှန်တောင်းနော်ဝမ်းချုံမခံနဲ့ငါဖော်ထားတဲ့စီးကအဝယ်မစိုးပါဘူးမနဲ့အရာထကိုနီးကျန်းလေးမြူရတာကိုအညောင်းပြေတယ်ငငယ်ရွယ်နဲ့မျက်မှန်ကြီးမတက်ရအောင်ပါဟုတ်ကဲ့လေးခင်ဟုတ်ကဲ့ဒီအမေဤရှီလျာတော့မာရန်ကြီးကိုမြ мян ဖြတ်တော့ဖြစ်ခြင်းဖြစ်၏ဖះလဲမှန်မှန်ရှိခိုးနော်ယင်ပါရက်စားပလင်းပါပြီလားပါပါတယ်
ရော့အကျွေးလေးတွေယူသွားအောင်ဘတ်စကားစီးတော့အတင်းဖြစ်တာပေါ့ပတ်စံကိုတော့လေးခင်မြင်လှမ်းယူပြီးမက်ဆေးနဲ့ငါးမှုစီလေးတွေမှာအနည်းဆုံး20ဘိုးခန့်တော့ရှိမည်အမေဒီငယ်စဉ်ကပင်ပတ်စံစုတာဝါဒနာပါ၏လေးခင်ဒီအစကပတ်စံစုတတ်တော့လဲအဆောင်မှာကော်ရုပ်လေးတဲ့ပတ်စံအကျွေတွေထဲဒီကိုအခန်းမောင်အေးတနာကျော်ကအံ့ဩအံမြင့်ကြည့်ဒီကိုမလုံမလဲဖြစ်ကပတ်စံမစုပြစ်တော့ပြီနောက်တော့စုရည်လဲမရအိမ်မပို့တော့ပတ်စံကိုအလင်းမြောင်မနေတုံးနေရသည်အမေကငွေကိုစားလိုက်မှမပို့ပဲလူကြုံနဲ့ပို့တဖြင့်လူကြုံမလာလျင်လေးခင်မှာငွေပြတ်တတ်သည်အမေစီစာရေးတိုင်းလည်းပြန်စားကမရတတ်ပေအကြောင်းတော့အမေဒီစာကိုကောင်းစွာမရေးတတ်၍သူများကိုရေခန့်ရတော့ကြောင့်ဖြစ်လေ၏ပထမနေ့ကျောင်းရောက်စာကအမေစီကစာတွေရောက်လာသေးသည်စာအိတ်ပေါ်မှာခဲတံဖြင့်ခပ်ဖိဖိရေးထားတော့အမေလက်ရေးအားဆွေဆောင်နေသည့်အပြင်စလုံးပေါင်းလည်းမာသေးသည်တက္ကသိုလ်ရောက်မှပြောင်းတော့လေးခင်ဟူတီနာမီကိုလေးခင်ဟုရေးလိုက်တဲ့ဖြင့်စာဝေတီမမကရေးထားသည့်အတိုင်းဖတ်လိုက်ရာကြားသူတွေကရေးကြ၏လေးခင်မှာရှက်လာတဲ့ဖြင့်ငိုချင်းဖြစ်ကအနားမှာအေးတက်နာကြောမရှိသည်ကိုပင်ဝမ်းတာရပြန်သည်နောက်တော့အမေစာရေးလျင်ရွာမှာတာဖွားဆီယာမလုပ်နေတော့မမကြီးကိုရေးခိုင်းဖို့မာရသည်ထိုအချိန်မှစ၍အမေစီမစာတွေအလာကျဲသွားသည်အကြောင်းသူရှိမှစာရေးတော့၏အမေလက်ရေးအစားမမကြီးလက်ရေးဝိုင်းဝိုင်းဆက်ဆက်လေးတွေကိုအမေစာအဖြစ်လူတကာရှိမှဖြန့်ဖတ်ရတိုင်းလေးခင်စိတ်ကမလုံးတို့တော့လေးခင်ဤဘဝမှန်ကိုရင်မဆိုင်ရတော့တလွဲစိတ်ကလေးခင်ကိုလွှမ်းမိုးထားသည်အဆောင်ကတငယ်ချင်းတွေကတော့အမေထည့်ပေးလိုက်တော့စားစရာတွေကိုဝမ်းမြောက်ဝမ်းသာညိုကြစမြဲမလေးတို့ရွာကိုလိုက်တောင်လိုက်ချင်ပြီကွာဟုပြောတတ်သည်လေးခင်ကတော့အေးတနာကျော်ဤပြည်ဦးလွင်အင်ကြီးအတွင်းမှပင်စင်စားအရာရှိကြီးမိသားစုတွေတပျော်တပါးဝိုင်းဖွဲ့ပုံကိုအတွေးဖြစ်မိအောင်လားသူတို့များတော့ကုတို့ကောင်းလိုက်တာဟုတွေးနေမိလေးခင်တို့မှာငယ်စဉ်ကပင်ရွာထဲတွင်မြေပဲနှုတ်ကစဉ်းစားဦးနှုတ်ကဖြင့်ဘဝစည်းစိမ်ကိုမြေကြီးထဲမှရယူခဲ့တဲ့ဖြင့်မြေနှင့်နီးစပ်လာပေသည်မဆိုးမဖြစ်သူအမိမှာရွှေတွေငွေတွေစုဆောင်းထားနိုင်ခဲ့တော့လဲလူနေမှုအဆင့်အတန်းကတော့တောလူတောင်သားတို့ဤတဘာဝကမတတ်နိုင်အကိုကြီးတယောက်ကစစ်ထဲလိုက်သွားပြီးအမတယောက်ကအိမ်ထောင်ကြကတိုက်ကြီးမျိုးမှာရောက်နေတော့လဲအမေကတူရာကိုမစွန့်နိုင်တမိထွေးလေးခင်ပွဲရ၍အလုတ်ဝင်တော်မှရွာမှာပဲကျောင်းဆရာမပြန်လို့စီခြင်းတည်တယ်လေးခင်ကတော့နှောင်ခလာနှောင်ခါစီပဲနောက်မှအမေကိုတဖြည်းဖြည်းနားချပြီးရန်ကုန်ကိုမပြောင်းနိုင်တော့မှအကိုလောက်ညောင်လေးပင်လောက်တော့ပြောင်းနေရတော့ကောင်းမည်ဟုစိတ်ကူးလေသည်လေးခင်သည်အမေအကြောင်းကိုတွေးနေစေဣဒနာကျော်ရီသူ့အိမ်မှလာတော့စားခေါက်လေးကိုစပွဲပေါ်ပစ်တင်ကအင်္ဂလိပ်တီးသွားတစ်ခုကိုညှိညူရင်းရေချိုးခန်းတို့ထွက်သွားလေသည်အမေစီမစာမလာဒီမှာတလခန့်ကြာသွားသည်ဒီကြားထဲလေးခင်စာတစ်စောင်ထည့်လိုက်သေးသည်မမကြီးစီကိုလည်းတစ်စောင်တက်ရေးရ၏အမေကိုမေးပြီးပြန်စာရေးပေးဖို့အကြောင်းတောင်းပန်ရသည်တို့တော့မမကြီးစီကလည်းပြန်စာမရပြီအမေငွေပို့လိုက်တော့လူကြုံကလည်းလေးခင်နဲ့လွှဲသွားပြန်သည်ငွေနဲ့ပြောင်းမှုတစ်စီးကိုသာလေးခင်ရရှိသည်စာကတော့ပါမလာပြီစာမေးပွဲကနီးနေတဲ့ဖြင့်လေးခင်ရွာပြန်၍လည်းမဖြစ်ပေစာချက်နေရတော့လဲလေးခင်စိတ်ကရွာကိုပြန်ရောက်နေ၏လေးခင်တို့ငငယ်ကရွာရှိမူလတန်းကျောင်းတွင်စာတင်ပြီးလေးတန်းအောင်တော့အခါတိုက်ဦးမျိုးအထက်တန်းကျောင်းတို့တွားတက်ရသည်နက်နက်စောစောဈေးတယ်တွေနဲ့အတူလမ်းလျှောက်ပြီးကျောင်းတက်ရတော့ဘဝကိုလေးခင်မမေ့ခုနှစ်တန်းအောင်မှအမေကလေးခင်ကိုစပိန်တစည်းဝယ်ပေးသည်ထိုနှစ်ကအဖေဆုံး၍အမလည်းနောက်တစ်နှစ်မှအိမ်ထောင်ကြသည်ဦးကြီးပါကြီးများကလေးခင်ကိုကြောင်းထွက်စေချင်တော့လဲအမေကမထွက်ခိုင်းပြီဆယ်တန်းအောင်တော့လဲရွာမှာတခြားမင်းကလေးတွေလိုတူနာပြုတင်နန်းတွေဆရာဖြစ်တင်နန်းတွေတက်ရန်မတိုက်တွန်းပြီလေးခင်ဆန္ဒအတိုင်းနေစီခဲ့သည်အမေဆန္ဒကတခုတည်းသာရှိသည်လေးခင်ကိုတော့တမီးထွေးမှုအတူနေစေခြင်းသည်လေးခင်တွားခြင်းသည်တက္ကသိုလ်ကိုတွားပြီးလျင်ရွာကိုပြန်လာစေခြင်းသည်လေးခင်သည်အမေအကြောင်းစဉ်းစားရင်းအမေမျက်နှာကိုမြင်အောင်လာ၏မြေကြီးထဲမှာကြက်လိုရက်၍အစာရှာကျွေးရတော့အမေမွေကလေးကအလုံးနဲ့လက်နဲ့မပြတ်တော့အမေနေလောင်နေတော့အသားရည်မွေးချောက်ချောက်ဖြင့်ကြာရနေရမှာနေခဲ့တော့အမေဒီငယ်စဉ်ကဘုန်းကြီးကျောင်းမှာနေခဲ့ရ၏ခေပညာကိုမတတ်ပေဘ
ဘုန်းကြီးကျောင်းစာကိုပင်ရေးတတ်ဖတ်တတ်ယုံသာရှိ၏အမေဒီစာကိုတွတ်တွတ်ဖတ်တတ်သူမဟုတ်ပေအမေတို့မိဘများကတေစာရှင်စာဖတ်တတ်ရင်တော်ရောပေါ်ဟုသဘောထားခဲ့သူများဖြစ်၏အမေလက်ထက်မှာတော့တတမိတွေကိုခေပညာတင်ပေးရန်ထက်တန်ခဲ့ပြီအမေဒီသူ့ဘဝကိုမြေကြီးထဲမှာမြုပ်နှံရင်တတမိတွေကိုမြင့်ပေးလို့တော့ဆန္ဒရှိသည်လေခင်ဒီဧတနာကျော်ဤမမီကလေဟူတော့အတန်လေးမှာတာယာမနေနိုင်တော့ပဲအမေကိုတန်တားမိပြန်၏ထို့ကြောင့်အမေစီစာတစ်စောင်ကောက်ရေးပြန်သည်အမေစီကစာမလာလို့တမိမျောနေပါတယ်အမေနေလို့ကောင်းရဲ့လားတမိလည်းစာမေးပွဲနေလို့စာတွေကြက်နေရတယ်တမိနေကောင်းပါတယ်လူကြုံနဲ့ပို့လိုက်တဲ့ငွေနဲ့ပြောင်းမှုတွေရတယ်မမကြီးတို့အားရင်စာရေးခိုင်းပါဦးလေခင်ဒီအခန်းထဲတို့ဝင်လာတော့ဧတနာကျော်ဤအတန်ကိုကြားရတဖြင့်ရေးလက်ဆက်စာကိုကမန်းကနန်းဖုံးထားလိုက်သည်ဧတနာကျော်ကစာကိုယူဖက်လျင်လေခင်ဤအမေကိုစာမရေးတဲ့မန်းတီတွားကမခက်ပါလေလားပထမအစမ်းစာမေးပွဲပြီးသွားတိတိုင်အမေစီကစာရောက်မလာပေလေခင်စိတ်ပူလာသည်ရွာမလူကြုံကိုမျောရသည်ပြီးတော့မမကြီးစီစာတစ်စောင်တက်တက်ရေးရသည်နောက်တော့လေခင်မနေနိုင်တဲ့ဖြင့်မြို့ထဲမှထိုက်ဦးညောင်လေးပင်ကားဂိတ်တို့တွားကကာရမကိုဆိုင်ရွှေကိုရှာသည်ဦးလေးရွာကိုဝင်ပြစ်သေးလားအမေကိုမတွေ့ဘူးလားယင်စာလဲမလာလို့ဟေးနင့်အမေအရင်တလောကတော့နေမကောင်းမှုကြားတယ်ခုတော့ကိုင်းလဲပြန်စစ်နေပါပြီဟုတ်လားကျမလည်းစိတ်ပူနေတာဦးလေးရေစာလဲမရလို့နင့်အမေကစာရေးတတ်လို့လားလေခင်ငိုင်တွားသည်ရေးတတ်ပါတယ်ဟိုလေးမမကြီးသူ့စာနဲ့အတူထည့်ပေးနေကြပဲလေခင်ကမတင်မကြဖြေသည်အော်အေးဟဲဟိုဆီယမမငွေကြီးရွာမှာမရှိတော့ဘူးလေပြောင်းသွားပြီအော်ဒါဖြင့်ဒီစာကိုအမေစီဆက်ဆက်ရေးပေးလိုက်ပါစာလဲဆက်ဆက်ပြန်ရေးပါလို့ပြောပါနော်ဦးလေးကိုပေးချင်လဲပေးလိုက်ဒါမှမဟုတ်လဲစာရိုက်ကထည့်ပေးလိုက်ပါလို့ပြောပါတရက်နဲ့နေကျမတစ်ခေါက်ထပ်လာခဲ့မယ်အေးလေခင်အဆောင်ကိုပြန်ခဲ့သည်အော်အခုတော့အမေဒီတမီတက္ကသိုလ်ကျောင်းသူကြီးစီကိုစာမရေးဝင်ရှာတော့ပြီလေခင်ဒီပထမဆုံးအကြိမ်ဘဝမှန်ကိုရင်ဆိုင်ရန်အတိတရားရကမျက်ရည်လဲမိလေသည်လေခင်တို့မှာဘာကိုများရှက်ရွံ့ဖုံးကွယ်စရာရှိတယ်လဲဘဝကိုနေရာယူတာချင်းမတူကြတော့လဲကိုဘဝနဲ့ကိုရည်ရဲ့ချက်တွေအာမန်တွေတတိတွေရှိကြသည်ပဲပြီးတော့မိဘ၏မေတ္တာတရားတွေခင်မီလာပါတော့စာသားလေးတွေနဲ့ဒါဖုတ်ထုတ်လို့ရသည်ကြီးမှမဟုတ်ပါပဲဧတနာကျော်ကမမီစီကစာလာတယ်ဟုပြောတော့လဲလေခင်ဒီအားကြရမည်ဟုမထင်တော့ပြီအမေစာဝရာစိတ်စောစွာမျောနေမိလေအမေစီမှာလူကြုံဖြင့်ငွေနေရတရက်တီတနတ်တပလင်းနဲ့စားတဆောင်ချက်ချင်းရောက်လာလေသည်တမိလေခင်အမေနေကောင်းသွားပါပြီမက်ကြီးတို့ရွာကပြောင်းသွားလို့အမေစာမရေးအမေစာကောင်းကောင်းမရေးတတ်လို့တမိရှက်မှာစိုးတာကြောင့်စာမရေးခြင်းဖြစ်သည်လေခင်နီအမေစာကိုကန်ရင်လက်တွေတဆက်ဆက်တုံလာ၏ရင်တွေတလက်လက်ခုန်လာ၏အိုးအမေရဲ့ဟုစိတ်တွင်းမှတန်တားမိ၏ရှက်ခြင်းနဲ့ဝမ်းနည်းခြင်းတွေရောထွေးကမျက်ရည်တွေကျလာ၏ဒီတစ်ခါလေခင်ရှက်တီကစလုံးပေါင်းမမှန်လက်ရေးမလာတော့အမေစာကြောင့်မဟုတ်အမေကိုစိတ်ဆင်းရဲအောင်ပြုမိတော့သူမ၏အတိတ်ပဲမရှိသည့်စိတ်ဓာတ်ကိုသာဖြစ်ယခုတော့ဧတနာကျော်၏ခြေထံကိုလည်းလေခင်ဂယုမဆိုင်မိတော့အမေ၏ညူဝါညစ်နွမ်းသောစာရွက်လေးပေါ်မှရင်းရံရွယ်ဆောင်နေသည့်မိန်လိုက်ရင်းလိုက်စလုံးလေးတွေပေါ်သို့မျက်ရည်ဆက်တွေကိုသာချွေချနေမိလေတော့သည်အမေစာမမိုအင်းလျံ